Hello မိမိတို့ရေဒီနေ့တရလက္ခဏာတိမတ်စီယာဒီနေ့တွဲကြမှာဆိုသင်ခန်းစာအေးတရသင်ခန်းစာရဲ့ကျွန်တော်တို့ဒီစာပုတ်ကလေးတွေဖတ်ရမယ့်အချိန်ရောက်တော့ပါပြီအရင်နေ့ကကျွန်မအေးတရသင်ခန်းစာတင်ပုံနည်းကိုကျွန်မပြပြခဲ့တယ်အေတရကမူရင်းတရဆိုတဲ့အကြောင်းနဲ့ပြပြခဲ့တယ်ရွေဆိုတာသူကဘယ်ကဆင်းလာလဲဆိုတော့ရွေသွေထုရောက်ကောပါဆွေအောက်ကမြင်ရွေဟိုဘက်ကိုရွေသွားတာဆိုတဲ့နေရာကနေဆင်းလာရင်လည်းကျွန်မပြပြခဲ့တယ်အဲ့တော့ဒါလေးတွေကြည့်ပြီးသွားပြီဆိုရင်ဒီတရလေးတွေကိုကျွန်တော်တို့တင်နေသွားမယ်ထင်တယ်အဲ့တော့တရလက္ခဏာလို့ကျွန်တော်တို့ပြောကြတယ်ကလက္ခဏာ feature ဒါလေးကိုမြင်အေတရနော်လက္ခဏာဒီလက္ခဏာလေးကိုမြင်ဒီသင်္ကေတလေးကိုမြင်အေတရလို့သင်ရမယ်အဲ့တော့ဝိသနှလုံးပေါက်ဆိုတဲ့ဟာပါရင်သွေထိုးလည်းပါမယ်ဝိသနှလုံးပေါက်ဒီထဲမှာဘီးတစ်လုံးလာမယ်ပေါ့နော်အဲ့တော့ဝိသနှလုံးပေါက်လည်းပါမယ်ဆိုရင်အေတရလို့ကျွန်တော်တို့သင်ရမယ်ခေါင်းစဉ်ကိုကတရလက္ခဏာတိမှတ်စီဟာဘီးတွေနဲ့တွဲမယ်ဘီးကဘာလဲကကြီးကနေအာထိအတုံးနေတဲ့ပြီးအတုံးများတဲ့ပြီးသင်ခန်းစာကျွန်မဗီဒီယိုတွေများစွာတင်ခဲ့ပြီးဖြစ်ပါတယ်ဒီဗီဒီယိုကြည့်ပြီးမှအတုံးများတဲ့သင်ခန်းစာမတုံးအတုံးတဲ့သင်ခန်းစာနဲ့ဘယ်လိုတွဲမလဲဆိုပြီးတော့ထော်လော်ကန်လန်လေးဖောက်ပြီးတော့မေးတဲ့သူရှိမှကျွန်တော်ပြောထားတာပါထော်လော်ကန်လန်ဖောက်မမေးပါနဲ့ဒီတစ်ခါအဲ့လိုဖောက်မေးရင်ကျွန်မဘာမှမဖြေတော့ပါဘူးမေမေတွေအကျိုးရှိတဲ့အရာပဲဖြေမှဖြစ်ပါတယ်နော်လုံးဝ reply မပြန်တော့ပါဘူးအဲ့တော့ဒီမှာ A နော် A လက္ခဏာ A တရလက္ခဏာဒီသွေထိုးဆိုတဲ့လက္ခဏာဒီတရ A တန်ဖြစ်တယ်လို့ကလေးတွေကိုသင်လိုက်ရင်အကုန်လုံးစလုံးပေါင်းစရာမလိုတော့ဘူးเนาะစလုံးပေါင်းနေနဲ့သွေထိုးကာကြီးရေးဂေးလို့ကြိုက်တယ်ဆိုရင်လည်းတင်ပါနော်ထော်လော်ကတ်လိုက်လာမပြောပါနဲ့ reply မပြန်တော့ဘူးအဲ့တော့ A တရလက္ခဏာကနဲ့ပေါင်းတော့ K ဘာမှ A ကနော်က A K ငါ A ငေးမလိုတော့ဘူးဒီမှာကြည့် A ကနဲ့တွေးလိုက်ရင်ဘာလို့တွဲမလဲ K ငေးတေနေပေးဒါဆိုရင်ဒီလက္ခဏာကအောက်မြစ်ပါရင်ဘာလက္ခဏာလဲဘာတရလက္ခဏာလဲ A တရလက္ခဏာငေးတေနေပေးဟောဖေမေရေလေဝိတ်ဘလောက်မြန်လဲဒါဆိုရင်အခုပြလို့ပေါ့ကျမဒါတွေကိုတကယ်ကလေးတွေကိုသင်ခဲ့လို့သင်ကြားမှုမထီရောက်ဘူးမေမေတွေကသူ့သားသမီးမတက်ဘူးဆိုကျမကို online မှာကျမကိုပြောနေမှာပေါ့မေမေတွေမြောက်များစွာကျမသင်ခဲ့ပြီးတယောက်မပြောရင်ကျန်တဲ့တယောက်ပြောမှာပေါ့ဟုတ်တယ်နော်အခုခေတ်မေမေတွေမအပါဘူးကဲဒါဆိုရင်အေးဟောဒီသွေးထိုးရဲ့ဝိသလုံးပေါ့ရဲ့လက္ခဏာလေးကိုမြင်ဘာတရလို့မှတ်ကြမယ်အေးတရလို့မှတ်ကြမယ်โอเคဒါဆိုရင်ဖေမေရေလေဝေကေငေတေနေဟုတ်ပြီဒါကိုဒီမှာသင်မယ်ကဲသားဒီမှာအာတရသင်ထားရဖြစ်တဲ့အတွက်ရေးချဝိသလုံးပေါက်ကိုမြင်ရေးချရဲ့ဝိသလုံးပေါက်ရဲ့လက္ခဏာလေးကိုမြင်ဘာတရလို့မှတ်ရမယ်ဒါတို့သမီးတို့ရေခေါင်းစဉ်ကိုကတရလက္ခဏာတွေကိုကြည့်ပြီးတော့တရအတန်ကိုတိသွားတဲ့ကလေးလေးတီမေမေမလို့ဆီယမမလို့သူကတော့အကုန်လုံးဖတ်သွားမယ်ဒါဆိုရင်တစ်ခါဖတ်ရင်ရလားခဏဖတ်လိုက်သူမြန်လာမယ်ပထမဆုံးအချိန်ကလေးကရတယ်နော်အဲ့ဒါလက်တွေ့ကျမကလေးတွေသင်ထားတာမို့လို့သိတာပါဟုတ်ပြီအဲ့တော့ရတော့ရေးတယ်သူ့ဟာသူရေးတတ်တယ်အဲ့တော့ဒီနေ့ပြောချင်တဲ့သင်ခန်းစာနှစ်ခုဖြစ်ပါတယ်ကဲဒါဆိုရင်ဖတ်တော့မယ်တာကလေးတီတာလုံးကြီးတိဆန်ခတ်ကိုမြင်သင်္ကေတကိုမြင်တရသုံးကြီးလုံးကြီးတိဆန်ခတ်လက္ခဏာကိုမြင်ဤဆိုတဲ့တရတန်ဖတ်မယ်ဖြစ်တဲ့အတွက်တီတာအဲ့လောက်အသေးစိတ်ကမေမေတွေရှစ်သင်ခန်းစာကိုကြည့်လိုက်ရင်သိသွားရဆိုတော့ဒါလေးပြောမယ်အဓိကပြောချင်တာကျမတို့မြန်မာစာသင်ရင်ဒီမှာဤတို့အထူးအခရာဤတို့ရွေတို့ပါတယ်နော်ရွေတို့ဘယ်နှမ်းမှာလဲဒီမှာရွေလေမလာရွေပူသည်ဒီမှာရွေဟုတ်ပြီနော်အဲ့ဒီအထူးအခရာတွေပါတာဖြစ်တဲ့အတွက်အဲ့ဓာတွေကဘလို့အဓိပ္ပာယ်ရှိတယ်ဆိုတော့ကျမတို့သင်ပြပေးနိုင်တဲ့မေမေတွေဖြစ်သွားပြီဆိုရင်ကလေးလေးကစာရေးစာကုန်းရေးတဲ့အခါမှာစကားနဲ့စာနဲ့ကျမတို့ကွဲသမှာဖြစ်ပါတယ်ယနေ့နေတာဤစကားမှာဤမှမသုံးတာကျမတို့ညီမစကားမှာဤသုံးပါသလားမေမေတို့ရေမသုံးနော်အဲ့တော့ကျောင်းမှာယနေ့နေတာဤလေမလာရေဘူးတီကဲရေတိုင်းဆိုးတင်လိုက်လို့မရဘူးလားရတယ်မတူသောသင်ကြားနည်းကိုသင်ကြားခြင်းတဲ့သူဒီဗီဒီယိုလေးကိုကြည့်ပေးပါဘလို့သင်ကြားမလဲအဲ့ဒါဆိုရင်ဤဆိုတဲ့အထူးအခရာလေးရဲ့ရွေဆိုတဲ့အထူးအခရာလေးရဲ့ definition ကိုကျမတို့စကားနဲ့စာနဲ့မတူကြောင်းသင်ပြပေးမယ်ဆိုရင်ကလေးလေးဒီစာကိုရေးတဲ့အခါစကားနဲ့စာနဲ့ကျမတို့ကွဲသွားမှာဖြစ်ပါတယ်ဤဆိုတာမြန်မာလိုပြောမယ်ဆိုရင်အဆုံးသက်စကားเนาะနောက်တစ်ခုကကျတော့ English လိုပြောမယ်ဆိုရင်ကျမတို့က possessive ကိုပြတာပိုင်ဆိုင်မှုကိုပြတာ apostrophe နဲ့တူတယ်เนาะဘလို့လဲအလဲမနေရင်မောင်ဤစာအုပ်ဒီမှာမောင်ဤညီမလေးသဘောကဒါမောင်ဆိုပါစို့ထွန်းဤညီမလေးသူရဤညီမလေးเนาะသူရဤမမကြိုက်တယ်ပြောလို့ရတယ်ဟောဒေါ်ငွေဤသားကလေးဒေါ်ငွေဤသူ့ရဲ့ပိုင်ဆိုင်မှုကသားဖြစ်တယ်အဲ့လိုနော်ဒါဆိုရင်ဤအဲ့ဒါပိုင်ဆိုင်မှုပြတဲ့ဤဟုတ်ပြီဤနောက်ဆုံးဤဒီမြန်မာစာမှာဒဲဒီနေ့နေတာလိုက်တာဟောဒဲတာဟောတခုခုအဆုံးသက်ကိုနောက်ကနေပြောချင်တဲ့ခါကျမှကျမတို့ကဤဆိုတဲ့စကားလုံးလေးကိုစာမှာရေးပေးတယ်
သူမဒီလှပဤသူဒီငိုကြွေးနေဤဟလာငိုနေတာသူဒီငိုကြွေးနေဤဖုံးပြောက်သွားတော့ကြောင့်ဟောဟွာဥဇော်ဒီငိုကြွေးနေဤဖုံးပြောက်သွားတော့ကြောင့်ဥဇော်ကငိုဖုံးပြောက်သွားလို့ကြောင့်ဆိုတော့လို့ဖုံးပြောက်သွားလို့ငိုနေတယ်ဒါဆိုရင်ကျမတို့စကားနဲ့စာနဲ့စိုက်စာကုန်းရေးတဲ့အခါအဆင်ပြေစေတာမို့လို့မျှဝေပေးတာဖြစ်ပါတယ်မမေတို့နော်ရွေ့ဆိုတော့ဟိုဘက်ကိုရွေ့သွားတာကနေစလာတာဖြစ်ပါတယ်ဟိုဘက်ကိုရွေ့သွားတယ်ဆိုတော့စကလုံးကိုတုံးရင်းနဲ့အထူးအခရာအနေနဲ့ပြောင်းလဲသုံးလို့တာဖြစ်ပါတယ်ရွေ့ကနော်ကျမအရင်သင်ခန်းစာမှာလည်းမျှဝေခဲ့ပြီးသားပါပြီလေမလာရွေ့စကားမှာရွေ့လို့မရှိပါဘူးလေမလိုက်လေမတိုက်လို့ပူလိုက်တာလေကလည်းမလာဘူးကွာလေမတိုက်လို့ပူတယ်ဟလာထီးမပါလို့ပူလိုက်တာຫນွေရသည်မှာရေဘူးမပါတော့ရေစာလိုက်တာရေဘူးမပါရွေ့နော်ရေမတော့ရပါဒါဆိုရင်ရွေ့ဤဒီရဲ့စကားနဲ့စာနဲ့ကိုကျမတို့ဒီမှာကောင်းကောင်းတင်လိုက်မယ်ဆိုရင်စာရေးစာကုန်းမှာအထောက်အကူပြုမလားမပြုဘူးလားမေမေတို့ရေစိတ်ထဲမှာပြုနိုင်တဲ့ teacher ဆိုရင်တော့ဒီ comment လေးမှာပြုနိုင်တဲ့ teacher အသုံးမကျဘူးဆိုရင်လည်းအသုံးမလိုဘူးလို့မှတ်ပေးပါနော်